ခုမြင်တွေ့နေရတာတော့အညာဒေသအတွက်ရေမုံပဲဖြစ်ပါတယ်တချို့ကကြတော့လေမုံရီပါလို့လဲခေါ်တယ်တချို့ကကြတော့လဲလမ်းတကယ်မုံလို့လဲခေါ်ကြပါတယ်အခုနန္ဒမင်းနဲ့ပဲလုံးဖြူပြီးတော့ဘောဆမ်းမုံရီကြေကြေလေးကိုအခုလိုပဲဖြန့်ပြီးတော့လှုပ်လိုက်တဲ့ချိန်မှာမုံရီပါဖြစ်သွားတာပါအဲ့ဒါကိုအခုလိုနည်းနည်းလေးကြက်တာနဲ့စီလေးပုတ်ပြီးပြီးရင်ခောက်ပြီးတော့လှန်လိုက်ရင်ဒါရေမုံဖြစ်သွားတာပါဒါကတော့မကွေးတိုင်းဒေသဘက်မှာလောက်တဲ့ရေမုံပဲဖြစ်ပါတယ်နေရာဒေသအလိုက်အခေါ်ကတော့မတူကြပါဘူးညဉ့်ညနယ်ပဲကြတော့ဒါကလမ်းသေးရဲ့မုံလို့လည်းခေါ်ကြတယ်မုံရီပါလို့လည်းခေါ်ကြတယ်နေရာဒေသအလိုက်ကွဲပြားကြတာပါတချို့ကြတဲ့ခင်းချင်းလေးနဲ့ချင်းငံဆက်ရောင်းကြသလိုကျဲဥနဲ့ကြိုက်တဲ့လူကြတော့လည်းကျဲဥနဲ့ထည့်ပြီးတော့ရောင်းကြတာဖြစ်ပါတယ်ရန်စားလို့ကောင်းတဲ့ရေမုံပဲဖြစ်ပါတယ်